ရှင်ပုံမြင်ရွှေအိုး channel ကနေဒီနေ့မှာတော့နှလုံးသားကိုထိခိုက်စေမယ့်အပြင်ဘဝအတွက်တကယ်ကိုတွေးတောစရာသင်ခန်းစာတစ်ခုပေးမယ်ပုံမြင်လေးတစ်ပုဒ်ကိုဝေမျှပေးချင်ပါတယ်ဒီပုံမြင်လေးရဲ့အမည်ကတော့ပေးဆိုင်ရတာတန်ရဲ့လားတဲ့တခါတော့ကအလွန်ဆင်းရဲတဲ့လင်မယားညောင်မှာပညာအရန်တော်တဲ့သမီးလေးတစ်ယောက်ရှိပါတယ်ဒီနေ့မှာတော့သမီးလေးဟာအတန်းတင်စာမေးပွဲမှာပထမရခဲ့တဲ့အတွက်အဖေဖြစ်သူကဝမ်းသာလုံးလို့သမီးလေးလိုချင်တာကိုဝယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်သမီးလေးဟာအဖေမှာပတ်စံမရှိမှန်းသိလို့အကြာကြီးအောက်အီးခဲ့ရတဲ့အဝတ်အစားလှလှလေးတစ်စုံကိုပဲတောင်းဆိုတင်ရှာပါတယ်နောက်တစ်နေ့မှာတော့အဖေဟာသမီးလေးလိုချင်တဲ့အဝတ်အစားကိုဝယ်ပေးလိုက်ပါတယ်သမီးလေးကမှန်ရှိမှပြောလို့အဖေကလည်းသမီးလေးကိုကြည့်ပြီးမျက်ရည်စိုးမတက်ပျော်နေရှာပါတယ်ဒါပေမဲ့မပြောနိုင်သူကတော့အမေပါညကြတော့အမေကမေးတယ်ဒီပတ်စံပေးကားရှာတာလေတဲ့အဖေကခက်အေးအေးပဲပြန်ဖြေပါတယ်ဆေးရုံမှာငါတွေ့တွေတွားပေါက်ရောက်လိုက်တာပါတဲ့အချိန်တွေကုန်လို့သမီးလေးဟာ10တန်းမှာဂုံတူးတွေအများကြီးနဲ့အောင်မြင်ခဲ့ပါတယ်စေတက်ကတော်တက်ဖို့အတွက်အဖေမှာပတ်စံမရှိမှကိုစိုးရိမ်ပြီးသမီးလေးကဘာမှမပူစားခဲ့ပါဘူးဒါပေမဲ့တစ်ပတ်လောက်အကြာမှာတော့အဖေဟာပတ်စံတွေအပြည့်ထည့်ထားတဲ့လွယ်အိတ်ကြီးကိုပြပြီးသမီးမပူနဲ့သမီးဆရာဝန်ဖြစ်တဲ့အထိအဖေမှာပတ်စံတွေအများကြီးရှိတယ်သမီးလေးကတော့ဝမ်းသာလွန်းလို့ခုန်ပေါက်နေပေမဲ့အမေကတော့ထပ်ပြီးမပြောနိုင်ခဲ့ပါဘူးအမေကမေးပြန်တယ်ဒီလောက်များတဲ့ပတ်စံတွေဘယ်လိုရလာတာလဲအဖေကပါးပြင်ပေါ်ကမျက်ရည်ကိုတုံးရင်ပြောလိုက်တယ်ငါကြောက်ကနှစ်ခုတည်းဟာတစ်ခုကိုရောင်းလိုက်တာပါ6နှစ်ဆိုတဲ့အချိန်ကာလကိုအဖေဟာအသက်နဲ့ရေးပြီးထောက်ပံ့ခဲ့ပါတယ်သမီးလေးစေးကြောက်အောင်လို့အိမ်ပြန်လာမယ့်နေ့ဟာမိဘနှစ်ပါးအတွက်တော့အပျော်ဆုံးနေ့ပေါ့သူတို့ရဲ့တဲ့အိမ်လေးကိုအကောင်းဆုံးပြင်ဆင်ထားကြပါတယ်အိမ်ရှိမှာမြင်းလဲစိတ်ခံကြလို့ပြေးထွက်ကြည့်လိုက်တဲ့အခါဟုတ်ပါတယ်သမီးလေးပြန်လာတာပါဒါပေမဲ့အသက်ရှင်လေးမဟုတ်ပါဘူးပိတ်ဖြူအုပ်ထားတဲ့သမီးလေးရဲ့ရုပ်အလောင်းဖြစ်နေခဲ့ပါတယ်လာပိုးတဲ့လူကြီးတယောက်ကပြောပြပါတယ်ဒီကလေးမလေးဟာသူ့ရည်စားကပြစ်သွားလို့မနေကြကအစိတ်တောက်တက်တည်သွားတာပါတဲ့ကဲပြိတ္တတို့ရဲ့ဒီပုံမြင်လေးကကျမတို့ဘဝအတွက်အရန်ကိုတွေးတောစရာတွေပေးလိုက်ပါတယ်မိမိကိုမနစ်သက်လို့ဆုတ်ခွာသွားတဲ့သူတယောက်အတွက်နဲ့မိမိရဲ့အဖိုးတန်လာတဲ့အသက်ကိုပေးဆက်တင်လားမိမိအတွက်အသက်နဲ့ရှင်သွေးနဲ့ရှင်ပြီးအနစ်နာခံနေတဲ့မိဘတွေအတွက်ကောအသက်ပေးဖို့မသင့်ဘူးလားကျမတို့တခါတည်းမှာခဏတာခံစားချက်ကြောင့်ကိုယ့်ကိုယ်တကယ်ချစ်တဲ့သူတွေကိုမေးလျောတတ်ကြပါရဲ့တင့်ရဲ့အသက်ဟာတင်တယောက်တည်းပိုင်တာမဟုတ်ပါဘူးသူ့ကိုပြုစုပြောထောင်ခဲ့တဲ့မိဘတွေရဲ့ပေးဆက်မှုတွေလည်းပါဝင်နေပါတယ်ဘဝမှာဘလို့အခက်အခဲပဲကြုံကိုယ့်ကိုချစ်တဲ့သူတွေကိုပြန်ကြည့်ပြီးအားတင်းကြပါလို့တိုက်တွန်းချင်ပါတယ်ပုံပြင်လေးကိုသဘောကျရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့အောင်ပုံပြင်ရှိဦးကနေနောက်ထပ်ပုံပြင်ကောင်းတွေတင်ဆက်ပေးဦးမှာမို့ subscribe လုပ်ထားပေးပါဦးနော်အားလုံးပဲမေတ္တာတရားရဲ့တန်ဖိုးကိုနားလည်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်